ဇလန်းအမည်ကိုတိုးနှင့်ဝိညာဉ်တစ်ထောင်ဈေးဆိုင်အပိုင်းတထူးဆန်းသောအမွေနှင့်ကိုတိုးဆိုတာရန်ကုန်မြို့ရဲ့လမ်းဘေးတစ်နေရာမှာဖုံးကာပါရောင်ပြီးအေးအေးဆေးဆေးနေတတ်တဲ့သူပါတစ်ခုပဲသူကအမြင်အာရုံအယမ်းကြည်လွင်လွန်းတော့တခါတလေလူမဟုတ်တာတွေကိုမြင်နေရတာကသူ့ဘဝရဲ့အကြီးမားဆုံးပြဿနာပဲပေါ့တနေ့မှာတော့ရှမ်းပြည်ဘက်ကမတွေ့ဘူးတဲ့ဝမ်းကွဲတော်ဆက်သူတယောက်စီကစာရောက်လာတဲ့သူ့ရဲ့ဘိုးဘေးပိုင်နဲ့နဂါးဘက်အိမ်တော်ဆိုတဲ့ခြံကြီးကိုကိုတိုးအမွေရတယ်တဲ့ဟာငါဘဝတော့တက်ပြီဒီခြံကြီးရောင်းပြီးတိုက်ခန်းဝယ်ကားစီးမယ်ကိုတိုးတယောက်ပျော်ပျော်ကြီးနဲ့အထုပ်ပိုးပြင်ပြီးရှမ်းပြည်ဘက်ကနေမျိုးလေးကိုထွက်လာခဲ့တယ်ဒါပေမဲ့သူရောက်သွားတဲ့အချိန်မှာတော့အိမ်ကြီးကသူထင်သလိုရွှေနန်းတော်ကြီးမဟုတ်ပဲခြောက်ခြားစရာကောင်းလွန်းတဲ့ရှေးဟောင်းအိမ်ကြီးဖြစ်နေတာပေါ့ပထမဆုံးညရဲ့လက်ဆောင်အိမ်ထဲကိုဝင်ချင်းပဲကိုတိုးရဲ့ခြေထောက်ကိုတစ်ခုခုကဆွဲလိုက်တယ်လို့ခံစားရတယ်အာအမေရေကဲပါဦးကိုတိုးအော်ပြီးလဲကျသွားချိန်မှာတော့ရှေ့မှာတွေ့လိုက်ရတာကခေါင်းမပါတဲ့အရေးကြီးတစ်ခုကိုတိုးကကြောက်ကြောက်လန့်လန့်နဲ့ဘေးနားကတွေ့ရတမျက်စိနဲ့လွှဲရိုက်လိုက်တော့နားတယ်ကွမင်းကအမွေစားအမွေခံဆိုပြီးလူကြီးသူမကိုရိုက်တယ်ပေါ့လေအတန်ကအဲ့ဒီအရေးကြီးစီကထွက်လာတာကိုတိုးမျက်မှန်ကိုတေချာပုတ်ပြီးကြည့်လိုက်တော့မှအဲ့ဒါကခေါင်းမပါတာမဟုတ်ဘူးခေါင်းကပခုံးကြားတဲ့မြုပ်နေတဲ့ဗိုက်ပူဘူးဝိညာဉ်ဖိုးကြီးတယောက်ဖြစ်နေတာဟာအဖကဘသူလဲငါကဒီအိမ်ကိုစောင့်တဲ့အဖိုးကြီးပဲမင်းအဖိုးကမတည်ခင်မှာဒီအိမ်ထဲကပစ္စည်းတွေကကိုမင်းကိုအပ်ခဲ့တာကဲလာကြည့်ဦးအဖိုးကြီးကလက်ရမ်းပြလိုက်တဲ့အခါအိမ်ရဲ့မြေအောက်ခန်းတကားပွင့်သွားတဲ့အထဲမှာကရိုးရိုးပစ္စည်းတွေမဟုတ်ဘူးစကားပြောတတ်တဲ့ကြေးမှန်ဟောင်းကြီးညဘက်ဆိုရင်ကိုဘာသာလမ်းလျှောက်နေတဲ့တစ်သားရုပ်ထုတွေပြီးတော့ဘယ်တော့မှမကုံနိုင်တဲ့တေမင်းတစိတ်အရက်အိုးမော်ဆန်သောအစပြုခြင်းကိုတိုးမင်းကဒီနေ့ကစပြီးဒီမော်ပစ္စည်းတွေကိုထိမ့်သိမ်းရမယ်မော်တိုက်ဆိုးတွေတခုတော့ရှိတယ်ဒီပစ္စည်းတွေကိုလာခိုးခြင်းတဲ့ဝိညာဉ်ဆိုးတွေမော်ဆရာတွေရှိတယ်မင်းသူတို့ကိုဟာတာလုပ်ပြီးနှင်ထုတ်မလားမော်နဲ့တိုက်မလားဆိုတာမင်းအပိုင်းပဲကိုတိုးကတော့ကြောက်ရလွန်းလို့ဒူးတုံနေပြီးဒါပေမဲ့အဲ့ဒီအချိန်မှာပဲအိမ်ပြင်ဘက်ကနေဝူးဆိုတဲ့အတန်ကြီးနဲ့အတူအိမ်တကားကိုတစုံတစ်ယောက်ကပြင်းပြင်းထန်ထန်လာခောက်ပါတော့တယ်ဟေ့လူဘသူလဲပြကိုတိုးကအတန်တုံနဲ့မေးလိုက်တယ်ငါမင်းစီကမှန်ကိုလာယူတာတကားဝမှာရက်နေတာကခြေတော့မပါပဲလေထဲမှာဝဲနေတဲ့မိမပြက်ကြီးတယောက်ကိုတိုးကြောက်နဲ့ဘာလို့ရမှန်းမသိပဲဘေးကတေမင်းတစိတ်အရက်အိုးကိုကောက်ကင်ပြီး